အဲ့ဒီလွတ်တော်ကြီးကိုမျက်စိထဲမှာမြင်အောင်ကြည့်လိုက်စမ်းပါရွေးကောက်ခံက102ယောက်စစ်သားက130ဆိုတော့စစ်သားကတောင်မှပုံနေပါသေးတယ်အခုရွေးကောက်ပွဲအပိုင်းတစ်အပြီးမှာပေါ်လာမဲ့ပြည်သူ့လွှတ်တော်ထဲမှာစစ်သားအရေးအတွက်ကတဝက်တောင်ကျော်အောင်မှာပါပြည်သူလူထုတန်း90ကရွေးချယ်ရမယ့်ကိုယ်စားလှယ်အရေးအတွက်နဲ့ဘုံမင်းအလောင်းအွန်လိုင်းတယောက်တည်းကရွေးမဲ့ကိုယ်စားလှယ်အရေးအတွက်ကိုနှိုင်းယှဉ်ကြည့်လို့ရှိရင်ဘုံမင်းအွန်လိုင်းတယောက်တည်းကရွေးပြီးတော့ထဲ့မဲ့ကိုယ်စားလှယ်အရေးအတွက်ကပို့လို့တောင်မှနေပါသေးတယ်အဲ့ဒါလို့ကိုမျှတမဲ့လွှတ်တော်ကြီးပါပြီးတော့တော်တော်ရှုပ်ရှုပ်ထွေးထွေးတွေလည်းလုပ်နေပါတယ်ကိုယ်စားလှယ်စီးနေမဲဆန္ဒနယ်စီးနေကိုရွေးကောက်ပွဲကော်မရှင်စာမျက်နှာမှာလည်းမကြေညာပါဘူးမြဝတီစာမျက်နှာမှာသူတို့ကြေညာတာကလည်းမပြည့်မစုံပါပဲသတင်းစာတွေမှာလည်းအပြည့်စုံမကြေညာပါဘူးနည်းနည်းပါးပါးပဲကြေညာပါတယ်မကြေညာမဖြစ်ကြေညာရတဲ့အချက်လက်တွေကိုမြို့နယ်ကော်မရှင်ရုံးတွေမှာပဲစာလိုက်ကပ်ပါတယ်အများပြည်သူသိအောင်ပွင့်လင်းမြင်သာစွာတနေရာထဲမှာစုဝေးပြီးတော့ကြတော့ကြေညာရမယ့်သတင်းချက်လက်တွေကိုမကြေညာဘဲနဲ့တမင်လူမသိအောင်ဖုံဖုံဖိဖိလုပ်နေပါတယ်အဲ့ဒါဘာသဘောလဲဆိုတာတော့ဆက်ပြီးတော့စဉ်းစားကြည့်ကြပါသူတို့ပြောတဲ့သိရှင်းပါတယ်ဆိုတော့ PR စနစ်ကိုလည်းဘယ်ပြည်သူမှနားမလည်ပါဘူးသူတို့ကြေညာထားတာရှင်းလင်းထားတာကလည်းမပြည့်စုံပါဘူးသူတို့လုပ်နေတာကိုတော်တော်လိုက်လေ့လာထားရင်တောင်မှနည်းနည်းပါးပါးပဲကိုယ့်ဟာသာနားလည်ယူရတဲ့အခြေအနေပါဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေတောင်မှတယောက်တစ်မျိုးပြောနေကြတာပါကိုယ်စားလှယ်တွေတောင်မှနားမလည်တဲ့လူတွေအများကြီးပါအမျိုးသားလွှတ်တော်မှာ FPTP နဲ့ PR စနစ်တွဲကျင့်သုံးရမယ်လို့ဆိုပေမဲ့ PR အတွက်ကတိကျမဲမပေးရပါဘူး FPTP အတွက်ပေးတဲ့မဲပေါ်ရတဲ့ရာခိုင်နှုန်းကိုပဲယူပြီးတော့ PR အတွက်ပြန်ချိုးချမှာပါအဲ့ဒါလို့ရောသမမွေမဲပေးစနစ်ကိုကျင့်သုံးတဲ့အခါကဘာမှာဆိုလို့ရှိရင်အခြေခံအားဖြင့်နီးနှစ်ရှိပါတယ် compensatory စနစ်နဲ့ non compensatory စနစ်နှစ်မျိုးပါအဲ့ဒီနှစ်မျိုးအနက်မှာဘယ်နည်းကိုအခုအသုံးပြုမယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းထုတ်ပြောမထားပါဘူးဒါကလည်းညစ်ကွက်များခြံထားလေသလားလို့တောင်မှတွေးစရာရှိပါတယ် within 1 to 2 year အတွင်းမှာဒီတက်လာတဲ့ဘာဆိုးရပဲဖြစ်ဖြစ်ကျွန်းထုံးမှောက်ခုံကြမယ်လို့ကျွန်တော်တွက်ထားပြီးဘာဖြစ်လို့လဲဗမာအခုကဘာစီးပွားရေးရောဗမာစီးပွားရေးပြည့်နေတာတွေရောအဲ့ဒီအနေထားကိုခံနိုင်တဲ့အနေထားမရှိတော့အဲ့တော့သူတို့ဒီမင်းအောင်လိုင်ကိုတပရတင်ပြီးပြန်ပွဲထုတ်လို့ရတော့ခင်ဗျားဝမ်းသာလိုက်တော့လို့ပဲပြောလိုက်မယ်မြန်ပြုတ်ကြမှာပဲခင်ဗျားဝမ်းသာလိုက်တော့ကျွန်တော်တော့ဒီရွေးကောက်ပွဲပြီးသွားရင်သူတမရလုံမယ်လို့ကျွန်တော်မြင်တယ်တမရလုံချင်လို့ကိုဒီလောက်ကိုမိုက်တီမိုက်ကန်လုံနေတာပဲလေနော်မိုက်တီမိုက်ကန်တိုင်းပြည်လုံးကိုပုံကျဲနေတယ်ဟလာတော့ဟိုလူတွေကိုတတ်နေတယ်ဟလာခြာစားမှုတွေကလည်းခင်ဗျားတို့သိတဲ့အတိုင်းပဲပေါ့ဗျာနော်ဒီလောက်မတရားစစ်တပ်ကအာဏာသိမ်းထားတာဒါတွေအားလုံးရဲ့အဓိကအင်္ဂလိပ်လိုပြောမယ်ဆို intangible goal ပေါ့ဗျာသူ့ရဲ့နောက်ွယ်ကဒီမှန်းချက်ကသူတမရလုံချင်လို့ပဲအဲ့တော့ကျွန်တော်အနေနဲ့ကကျွန်တော်တို့ဒီရင်းသတင်းတွေကကျွန်တော် analysis လုပ်ထားတာရှိပါတယ်ကျွန်တော်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲတုန်းကလည်းကျွန်တော်ပြောခဲ့တယ် focus လုပ်ခဲ့တယ်2024အမေရိကန်ရွေးကောက်ပွဲမှာလည်းသမ္မတထရန့်နိုင်လိမ့်မယ်ကျွန်တော် focus လုပ်လာတယ်တခုမှမလွယ်ဘူး2010ဟလာဒေါအောင်ဆန်းစုကြည်50ပေါ့နော်ရွေးကောက်ပွဲဝင်တယ်2017ထင်တယ်အဲ့ဒီကာလတုန်းကလည်းအပြတ်သက်နိုင်လိမ့်မယ်ဒီ50လုံးနိုင်လိမ့်မယ်ကျွန်တော်ပြောတယ်2020မှာတုန်းကလည်းရွေးကောက်ပွဲအဓိက battle မဟုတ်ဘူးရွေးကောက်ပွဲပြီးသွားမှအဓိက battle ကြီးလာမယ်ဆိုတာကိုမြတ်ခိုင်နေတာကျွန်တော် interview မှာပြောပြဖူးပါတယ်အဲ့အတွက်တတိဝရိယရှိကြအခုခင်ဗျားကျွန်တော်ပြန်ပြောမယ်ပေါ့ဗျာတခြားလူတွေသုံးသပ်တာနဲ့ကျွန်တော်နဲ့တော့မတူအမြင်ကွဲတယ်ကျွန်တော်အမြင်အခုထွက်ထားတဲ့စစ်တပ်ထဲကဟလာသူကနေစပြီးအောက်ခြေထိသူ့ကိုလှန်နိုင်တဲ့လူတယောက်မရှိဘူးသူ့ကိုဘယ်သူမှမလှန်ဘူးအဲ့ဒါကိုတတိပြုဖို့လိုတယ်နံပါတ်1ချက်ကစိုးဝင်းပေါ့ဗျာစိုးဝင်းကလည်းသူ့အယုတ်လိုပဲโอเคနော်ဒီမှာအောင်လင်းတွေတို့မြာထုံးတို့ဘာမှအယုတ်တွေပဲတွင်းအောင်လည်းခွာရဘူးမှမတိုင်ရဘူးအခုသူစေဦးစီးချုပ်ကစိုးဝင်းနဲ့ကြော်စွာလင်းတယောက်ကစေဦးချုပ်ဖြစ်မှာပဲအဲ့တော့ကျွန်တော်အမြင်ကတော့ကြော်စွာလင်းကစေဦးစီးချုပ်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့နော်ကြော်စွာလင်းကစေဦးစီးချုပ်ဖြစ်သွားမယ်စိုးဝင်းကတော့ဘုံကြီးပဲဝတ်မလားမသိသူ့အတွက်နေရာမတွေ့ဘူးကျွန်တော် analysis လုပ်ကြည့်တဲ့အခါမှာအဲ့ဒါကြောင့်မလို့တမရသူလုပ်မယ်နော်လွတ်တော်ဥက္ကဋ္ဌရေးကြည့်လာတယ်ထဲလွတ်တော်အောက်လွတ်တော်ဥက္ကဋ္ဌတွေကဒီတမရကို
လွတ်တော်ခေါ်ပြီးတော့သူတို့အဆိုပြုပေးမယ်လူတွေအဲ့ဒီအတွက်အောင်လင်းထွေးတို့မြထွန်းဦးတို့ကလွတ်တော်ဥက္ကဋ္ဌတွေဖြစ်မယ်လို့ကျွန်တော်ယူဆတယ်နော်အဲ့ဒါအပြင်ကိုဒီအစိုးရရလည်းသူက run မှာဟုတ်ဆိုရတစ်ဖွဲ့လုံးကိုလည်းဟိုတလောကပေါင်းပြီးချွတ်ထားတဲ့စစ်ဖို့ချုပ်39ယောက်ကအကုန်ထည့်အောင်မှာ plus ဟလာတိုင်းနဲ့ပြည်နယ်အစိုးရတွေမှာပါဒီစစ်တပ်ကပိုချုပ်တွေဆက်လုပ်အောင်မယ်လို့ကျွန်တော်မြင်နေတယ်အဲ့ဒါသူတို့လုပ်နေတဲ့ movement ပေါ့နော်အခင်းအကျင်းကိုကျွန်တော်ကြည့်နေတယ်သူတို့ရဲ့ motive တွေကြည့်နေတော့သူက absolutely power ရအောင်ပြန်လုပ်မှသူအခြေအနေကိုသူကောင်းမယ်လို့သူ့ဘက်သူယူဆထားပုံရတယ်အဲဆိုသူအခြေအနေကမကောင်းဘူးသူအခြေအနေကနိုင်ငံတကာမှာကောပြည်တွင်းမှာကောမကောင်းတော့ဘူးအာဏာလွတ်လိုက်တာနဲ့သူကအခြေအနေမဆိုးသွားရင်ဆိုင်ရမယ်ဒါကိုသူကိုယ်တိုင်သိတယ်ကျွန်တော်လည်းသိတယ်ကျွန်တော်တို့လည်းအဲ့ဒါကြောင့်မလို့သူဒီပြောနေတဲ့ဟာတွေမှာဘာမှသဝေသွားဖြစ်နေစရာကိုကျွန်တော်အတွက်တော့အကြောင်းကိုမရှိဘူးသူသမ္မတလုပ်မယ်ဒီလူဒီသမ္မတလုပ်လိမ့်မယ်ကျွန်တော်တို့က analysis လုပ်တဲ့အခါမှာရန်သူဘာလုပ်မလဲမိမိဘာလုပ်မလဲအများရန်သူတို့အုံနောက်ထဲကိုဝင်ကြည့်သလိုကြည့်နေရတာအချက်အကုန်လုံးယူမယ်လို့ကျွန်တော်တို့မြင်တယ်အများစုပေါ့ဗျာနော်90% 80-90% လောက်ယူမယ်လို့ကျွန်တော်မြင်တယ်အဲ့ဒီကအပိုးအလျံလေးတွေပေါ့နော်အရေးမြစ်တဲ့သာသနာရေးတို့ဟလာဂျန်နဲ့နေစားဂျန်နဲ့အသေးမွားဟာလေးတွေပေါ့ဗျာမသိဘူးအဲ့ဒါလေးတွေတော့ပဲဥခင်ကြီးတို့ဖြစ်မယ်အခုကကျန်းဖို့ကတော့အဖြစ်ကတက်တက်ပဲအိမ်ကြီးကျန်းဖို့ပါတီကိုသူတို့ကအသုံးချလိုက်တာပေါ့နော်ဘယ်သူကအိမ်ရှင်အစ်စ်လဲဆိုတာပြီးခဲ့တဲ့ပွဲတွေလည်းပြနေတာပဲအဲ့တော့သူတို့ကအိမ်ရှင်အစ်စ်လို့ကျန်းဖို့ကတော့အိမ်ငါလို့နှင်းထားလိုက်မှာပဲကျန်းဖို့အတွက်ဘာရိုးမှမရှိဘူးကျွန်တော်ကြည့်တာဘာရိုးမှမရှိဘူးအခုကျွန်တော်တို့အရက်သားတွေကဝင်ပြိုင်ကြတဲ့ဥက္ကိုကြီးပါတီတို့ဒေါ်သက်သက်ခိုင်ပါတီတို့ဒေါ်ဆန္ဒလင်းဒေါ်ဆန္ဒမင်းတို့ဟလာတိဘောဝင်တဲ့လူတွေကအခုရွေးအခြေအနေကလည်းပြင်ထားတဲ့အခြေအနေကအချိုးမရှိပေါ့ဗျာဟိုနည်းနည်းစီခေါ်သွားလို့ရအောင်သူတို့ဖန်တီးထားတယ်အဲ့တော့အဲ့လူတွေကလွတ်တော်ထဲမှာအမတ်တွေဖြစ်နေပါသွားမယ်ပေါ့ဗျာအဖြည့်ခံနေပေါ့အစတည်းကတကဘာလုံးပြောနေကြတယ်လေတရားမျှတတဲ့ရွေးကောက်ပွဲမှာမဟုတ်တာတရားမျှတတဲ့ရွေးကောက်ပွဲအခင်းကျင်းဆိုတာကကျွန်တော်တို့အားလုံးလည်းသိနေတာပဲလေနော်ဒါဒီတွေလွတ်လပ်စွာဖွဲ့စည်းခွင့်ရှိရမယ်ဟလာအစည်းအရုံးခွင့်ဟလာနောက်တစ်ခါကျတော့မဲဆွယ်ခွင့်တို့ဟလာပါတီတွေဟောပြောခွင့်တို့ဘာမှမရှိဘူးလေပါတီတွေမှာကြံပုံငွေလည်းမရှိဘူးပါတီတွေရဲ့ပြည်နေမှုတွေကလည်းရှိတယ်ရွေးကောက်ပွဲကိုလည်းတနိုင်ငံလုံးအတိုင်းအတာနဲ့မကျင်းပနိုင်ဘူးဆိုတော့ဒါတစ်ကမ္ဘာလုံးကလက်ခံနိုင်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးလေအခုကုလသမဂ္ဂပြောနေတဲ့ဟာတွေပဲကြည့်ပါဥရောပပြောတဲ့ရွေးကောက်ပွဲပေါ်အမြင်တွေဆိုလဲတော်တော်ဆိုးဆိုးဝါးတွေပြောတာပဲဒီအာဆီယံတော့မှဒီရွေးကောက်ပွဲက free fair election မဟုတ်ဘူးဆိုတာပြောထားတယ်လေ free fair election ဖြစ်ဖို့အဝေးကြီးပဲလေအဲ့ဒါကြောင့်မလို့ဒီကြားထဲမှာလူတူကစိတ်ဝင်စားမှုကလည်းအများနေတယ်လေအဲ့ဒီခါကျတော့ဒီရွေးကောက်ပွဲဟာတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့ပြောလို့ကိုမရဘူးလေနော်စန့်ကျင်မှုတွေချုပ်ချမှုတွေတို့ရင်ဆိုင်နေရတာပေါ့နော်သူတို့ကတော့သူတို့နဲ့သူတို့ရဲ့ယုံကြည်ချက်နိုင်ငံရေးလမ်းစဉ်အတိုင်းပေါ့နော်သူတို့ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုတိုင်းမျက်ခြေမပြတ်သူတို့ဝင်ကြမယ်ဆိုတာကတော့ဒါကတော့သူတို့ရဲ့ခိုင်ပြက်တွေကျွန်တော်သွားပြီးဘာမှမဝေဖန်လို့ဘူးသူတို့ရဲ့ဒီအခြေအနေပေါ်ကြီးမှာဒီမိုကရေစီအပြောင်းလဲဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်ကိုတော့လေးစားတယ်သို့တော့သူတို့ရဲ့စေတနာကိုအတိမတ်ပြီးတော့သို့တော့လက်တွေကလှုပ်ဖို့အရန်ကိုခက်ပါတယ်မလွယ်နိုင်တဲ့အနေထားပါသူတို့ပေးထားတဲ့ risk ကပိုများတာပေါ့သူတို့ရဲ့အဓိကအသက်တွေရောချင်းချောက်ခံရတဲ့ reputation ကိုသူတို့ရဲ့ဂုဏ်သိက္ခာတွေရောအကုန်လုံးကအရင်ထားသလိုဖြစ်နေတယ်လေနော်တော့အခုအနေထားမှာကြတော့ပိုဆိုးတာရွေးကောက်ပွဲကိုဟိုတုန်းကလည်းဆန့်ကျင်တယ်အခုလည်းဆန့်ကျင်တယ်အဲ့ဒီကြားထဲမှာအခုကရွေးကောက်ပွဲကိုမဲမပေးတဲ့အနေထားကိုတော်တော်ကြီးကိုတိတ်ညွတ်မှုတွေရှိကြတယ်လူလူတရက်လုံးဒါကြီးကိုတကယ်တော့ပြကြည့်တဲ့အခါကျတော့ခုနကပြောလို့ပြည်တွင်းကအရက်သားအင်အားစုတွေအနေနဲ့အတိနာဝါမှာနိုင်တယ်ပေါ့နော်ဒါကျွန်တော်တို့ပြောလို့မရဘူးဒါ၃ချိန်ခွဲလုပ်မယ်လို့သူတို့ပြောထားတယ်နောက်တစ်ခုကစစ်တပ်ကလည်းတစ်ခုသတိပြုရမှာကမင်းအောင်နိုင်တို့ကအခုရွေးကောက်ပွဲစီမင်းဥပဒေတွေပြောင်းထားတယ်အရင်ကလို့မဟုတ်ဘူးသူတို့ပြောနေတဲ့ PR စနစ်ဆိုတာမျိုးလို့ဒုတိယအကြိမ်လာအောင်မယ်ပြီးတတိယအကြိမ်လာအောင်မယ်ဒီအခြေအနေတို့သူ calculate လုပ်ဖို့သူတို့ပြင်ထားတယ်လို့ကျွန်တော်ကမြင်တယ်ဒါကြီးကိုကြည့်ပြောရှုအောင်ဖြစ်သွားဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ legitimacy က big question ဖြစ်နေတာ哦နိုင်ငံတကာမှာသူတို့မှ legitimacy ကိုမရှိဘူးဒီရွေးကောက်ပွဲလေးနဲ့ legitimacy ရအောင်လုပ်တာအဲ့တော့ဒီရွေးကောက်ပွဲလေးနဲ့ legitimacy ဆိုတာကလည်းတခြားနိုင်ငံတွေအတွက်လုပ်တာမဟုတ်တရုတ်အတွက်လုပ်ပေးရတာဒါပဲ
ရုပ်က pressure ပေးတယ်မင်းရွေးကောက်ပွဲလို့တူတူတန်တန်ဖြစ်အောင်တော့လုပ်အဲ့တော့မှ international protocol ရသူ့ကိုဆက်ဆံလို့ရမှာရုပ်အနေနဲ့ရုရှားအနေနဲ့တကယ်လို့ဒီရွေးကောက်ပွဲမှာမင်းအောင်လဲစိုးစိုးဝါးဖြစ်နေတာပြစ်သွားရင်ဖြစ်မဲ့နေထားဖြစ်နေပြီဟိုလူတွေကသူ့ကိုအရင်လို status မပေးဘူးသူ့ရဲ့ legitimacy ကလည်း crisis ပြန်ဖြစ်သွားမယ်ဟဲ့လားပြီးခဲ့တဲ့ရှဟန်စီဝေးလို့မဟုတ်ဘူးအခြေအနေကအဲ့ဒီပုံမှာ international ကြရက်ပေါ်မှာ relation ပေါ်မှာသူ့ဘဝတဲနေတယ်အဲ့တော့သူတို့ရဲ့အဓိက crisis က legitimate crisis ပဲဟဲ့လားတရားဝင်မှုပြဿနာပဲအဲ့တော့ဒီရွေးကောက်ပွဲမှာသူတို့အနိုင်ရအောင်သူတို့လုပ်မယ်ခုနကတတိယအကြိမ်ဆိုတာကအရသားတွေကိုတင့်တော်အောင်သူတို့ပဲဆွဲဝါမယ်လို့ကျွန်တော်တော့မြင်နေတယ်ဟိုဖြစ်เสียအကြောင်းမရှိဘူး guilty ဖြစ်เสียလည်းအကြောင်းမရှိဘူးဘာလို့ကျွန်တော်တို့ကအာဏာကိုမရသေးဘူးဒီစစ်တပ်ကိုဖြုတ်မချနိုင်ဘူးဒီနယ်မြေကြီးတွေကို control လုပ်ထားနေတဲ့အနေအထားမျိုးမရှိဘူးဒါကိုတယောက်တည်းမဟုတ်ကိုကမ္ဘာဒေါ်လာကြီးတွေပြန်ကြည့်လေဒီသဘောတရားတွေအများကြီးကြည့်တယ်ဆိုတော့မင်းအောင်လိုင်ကအခုဗျာဟိုတချို့ဒေါ်လာကြီးအများစုတွေက claim လုပ်တယ်80%ထိန်းသိမ်းထားနိုင်ပြီးတော့69.9%တိန်းအောင်နေပြည်တော်မသိမ်းနိုင်ရင်ပြန်ဘာမှလုပ်လို့မရသေးဘူးနေပြည်တော်မှာလုံးဝ totally ပဲချပြီးနိုင်ပြီဆိုတော့မှကျများဒီ legitimate power ဖြစ်လာမယ်။အဲမှာပါအာဏာရှင်အခုကမင်းအောင်လည်းမ de facto power ရှိနေသေးတယ်။ရှိနေတော့တိုင်းပြည်ကိုပေါ့နော်ကိုသားပြုမှုအရာသူ့ကိုပဲဆက်ဆံနေပါပဲ။ဒီရွေးကောက်ပွဲကြီးကအားလုံးကကိုအတိမတ်မပြုတဲ့ရလာကြီးဖြတ်လာတဲ့သားအောင်တော့ကိုးနိုင်ငံထောက်ခံမဲ့လူရှိတယ်။လောလောဆယ်အခုသွားလေးလာတယ်ဆိုတော့ကောင်တွေတောက်ခံမဲ့ကောင်တွေကြီးပဲ။အခုလေးလာကြီးကိုယ်စားလှယ်တွေဖွဲ့တယ်ဆိုတော့9နိုင်ငံရှိတယ်အဲ့ဒါမှာရုရှားတို့တရုတ်တို့ဟာလာအိန္ဒိယတို့အာဆီယံတို့ဘီလာရုစ်တို့ something ပေါ့ဗျာအကုန်လုံးကသူတွန်းလာတဲ့ရတာကိုအတီးပြုတ်ပေးလိုက်မှာပဲအဲ့ဒါကိုအတီးပြုတ်ပေးလိုက်မှာအဲ့ဒါကြောင့်မလို့ကျော်တော်လိုင်းရင်ရာစုတွေကဒီရွေးကောက်ပွဲစန့်ကျင်မလုပ်ဘူးဆိုမင်းတို့ဘာလုပ်မလဲဆိုတဲ့ဟာလည်းမမေးအပ်ဘူးဘာလို့ကိုရီးယားတပုံတွေတကီလုံးတိုင်းတာကို control မလုပ်နိုင်သေးဘူးတိုးစစ်ကြီးတွေမလုံနိုင်သေးတဲ့အတွက်ရက်စရာလည်းမလိုဘူးအဲ့တော့ဒီ short term မှာမလုံနိုင်ဘူး long run လုံနိုင်အောင်လုပ်အဲ့ဒါပဲကျွန်တော်မြင်တာဒါပြည်သူကိုလည်းမှန်တိုင်းချပြရမယ်ဒီခေတ်ပွဲကတော့ဒီရွတ်တီပြည်သူလှုပ်သွားမယ်ဟဲ့လားတတ်နိုင်မြောင်းလည်းဘာမှမလုပ်ချင်ဘူးဦးနေဝင်လည်းမလုပ်ချင်ဘူးခြေလေးလုံးကြီးရောက်ဦးနေဝင်ကဘာလုပ်လာလဲပါတီစုံသွားမလားတပါတီသွားမလားဒါလေးပဲမေးတာဒီခေတ်ပွဲပြောတာမဟုတ်ဘူးဒါလေးအတွက် referendum လုပ်မယ်အဲ့ဒီကြားထဲကမဆလာပါတီပြုတ်သွားတာအဲ့ဒါကိုမမေ့ဖို့လိုတယ်အတားကလေးပဲမင်းတို့တပါတီသွားမလားပါတီတုံသွားမလားဒါက referendum လုပ်ပေးမယ်တဲ့ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပေးမယ်အဲ့ဒါပြည်သူ့ဆန္ဒဘာခံယူပွဲအစ်စ်တော့မရောက်လိုက်ဘူးတိုက်ပွဲကဘယ်လောက်ကြီးသွားလဲခုလည်းဒီတိုင်းပဲပေါ့ဒီရွေးကောက်ပွဲသူကသူလုပ်သွားတယ်ဘာကြောက်စရာလို့မလဲသူစိုးရဖြစ်မှာပဲသူသမ္မတဖြစ်မှာပဲ long run ကိုစိုးရဖြစ်နေအောင်လို့ကိုတော်လိုင်းရအောင်ပြင်အောင်လို့ဒါပဲရှိတယ်လေ